လိုင်းပေါ်မှာဇက်ဖို့ဇက်ရန်တရုတ်ဆောင်တယောက်ကသူ့ရဲ့မကျေနပ်ချက်တွေတက်ပြောတယ်ပေါ့နော်မှန်တဲ့အားလည်းမှန်တယ်နော်လိုအပ်ချက်တွေလည်းရှိတာတွေလည်းရှိတယ်အကုန်လုံးမမှန်တာလည်းရှိတယ်သူကဘာပြောလိုက်လဲလူတွေကရိုးသားပါတဲ့ရိုးသားပြီးသုံးပြနဲ့သွားကြည့်တဲ့မရိုးသားတဲ့အကောင်းသားဝတ်ထားတဲ့လူတွေကိုပို့ပြီးတော့ယုံကြည်ရှိတယ်တဲ့အဲ့ဒါကလည်းလူတိုင်းမဟုတ်ဘူးတော်တော်များများဟုတ်မယ်အဲ့ဒါရှိတဲ့လူတွေဟုတ်မယ်မာနရှိတဲ့လူတွေဟုတ်မယ်နောက်တစ်ချက်ကသူကလူတွေကမခွဲကြဘူးတဲ့မခွဲကြဘူးပြောတာမဟုတ်ပါဘူးတဲ့ခွဲကြပါတယ်တဲ့ 100% ခွဲကြပါတယ် 100% ကြီးလို့သူကပြောလိုက်တာတရားရတော့မဟုတ်ပါဘူးတရားဟောနဲ့မညီပါဘူးနော်လူတိုင်းလည်းအဲ့လိုမဟုတ်ပါဘူးတချို့ဒေသရှိမယ်သင်္ကားတရားရှိတဲ့လူတွေကမခွဲကြဘူးဘလို့မခွဲကြလဲသင်္ကားတရားနော်တဏ္ဍာတွေပေးကမ်းဆွန်ကျဲမယ်ပိယဝါဒချစ်ဝဲသောစကားကြီးဆိုမယ်အမှုကြီးငယ်တွေကူးလုပ်ပေးမယ်နော်ကြီးကြီးငယ်ငယ်ဘလူးပဲဖြစ်ဖြစ်ကူးလုပ်ပေးတဲ့သူနောက်ပြီးတော့ဒန်းတူဆက်ဆံပေးတဲ့လူငါအင်ဂျင်နီယာပဲဆိုပြီးတော့လေဘာတွေကိုတော့မခွဲကြဘူးကူးလုပ်ပြောတင်တာပြောတယ်ကူညီညာလုပ်တင်တာလုပ်တယ်ဒီလိုသင်္ကားတရား၄ပါးရှိတဲ့လူကြတော့မခွဲကြဘူးနောက်ခွဲကြတဲ့ထင်းတဲ့အားမျိုးနောက်တစ်ခုရှိသေးတယ်နော်ဖေယားရတန်ဃာတွေစားရှိတဲ့တက်ကုံဝါတီလာရှိတဲ့လူတွေကိုသူ့နေရာနဲ့သူစွန်းဝိုင်းနဲ့သူစားတယ်လူကဒီစွန်းဝိုင်းမှာတက်မစားဘူးလူကအောက်မှာစားတယ်နော်အသက်ကုံဝါကြီးတဲ့လူတွေအထက်မှာစားတယ်တန်တဲ့လူတွေအောက်မှာစားတယ်ဒါတွေကနေရာချတာသူ့ရဲ့အသက်ကုံဝါအလျောက်မြတ်စွာဘုရားနေရာချတာနော်နေရာချသေးတာဒါတီလာကုံဝါနဲ့โอเคယာရုကုံဝါနဲ့ဒါသူ့နေရာနဲ့သူချတာဒါကြတော့ခွဲကြတယ်မခေါ်ဘူးနေရာချတယ်ခေါ်တယ်ဒါမင်္ဂလာတရားပဲယူသေးပြုတယ်လေးသားသမှုပြုတယ်ဒါဟုတ်ခွဲကြတာကြတော့သင်္ကားတရား၄ပါးမရှိတဲ့လူဟုတ်တယ်အတ္တကြီးတဲ့လူမာနကြီးတဲ့လူတွေကြတော့ဒါခွဲကြတာဒါကြောင့်မလို့သူပြောတဲ့ 100% ဆိုတာလုံးဝမမှန်ပါဘူးနော်ကိုယ့်ရဲ့မကျေနပ်ချက်တက်ပြောတာတော့ဟုတ်တယ်မိမိသူတစ်ပါးမတိကန်အောင်ပြောတတ်ရမယ်โอเคနောက်ပြီးတော့โอเคမိမိမှာတီလာရှိတယ်မိမိမှာလို့ရကန်ရရှိတယ်ဆိုလို့ရှိရင်စုပ်ပြတ်ဝဲသွားလဲစုပ်ရပြတ်တာကတော့ကောင်းမွန်လေးဖို့သွားပေါ့အိမ်ရင်ပြေးလေးဝဲသွားတယ်ဒါမှမဟုတ်တက်ရသူကဖို့လျှော်ထားတယ်နော်ဒါဆိုလို့ရှိရင်သူ့ရဲ့တီလာကုံနော်တမာတိကုံတွေပညာကုံတွေကဉာဏ်ဝိရိယတွေကိုလေးစားတဲ့အားဖြင့်ကတော့ခေါ်မှာပြောမှာယုံကြည်မှာပါတတိယကတော့ခေါင်းနာကတော့ဦးနေဦးစောစောကျွန်တော်ရဲ့တီလာကျွန်တော်ရဲ့တမာတိယုံနေကျွန်တော်အိမ်ကိုလျှော်ထားလို့ကျွန်တော်အိမ်အပြေးလေးကိုကျွန်တော်တက်ရဝဲသွားတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့တီလာကုံတမာတိကုံနော်ကံမီပေါ်မှာမခိုးတာတွေရိုးသားကြိုးသားတွေတည်တယ်သူကခေါ်မှာပြောမှာပဲဥသောသောဖောင်းတာโอเคအားလုံးကျွန်တော်ပြောတာလေးနှစ်သက်တဲ့သဘောကျတယ်ဆိုလို့ရှိရင်လိုက်နော် follow လေးလုပ်ခဲ့ပေးပါမိမိသူတို့ဘာမထိခိုက်အောင်ပြောရကြပါစေโอเคဒီတရုတ်ဆောင်ဇက်ပို့ဇက်ရန်တရုတ်ဆောင်လည်းသိရှိသွားပြီးတော့ပြင်နိုင်ပါစေမိမိသူတို့ဘာမထိခိုက်အောင်နော်မှန်သောတရားတွေ line ပေါ်မှာပြောနိုင်ပါစေဒါမှနောက်လူတွေနော်အယူမတိန်မှာဖြစ်ပါတယ်သူပြောတဲ့အားကိုသဘောကျပြီး share တဲ့လူတွေလည်းရှိပါတယ်နော်ကောင်းလို့ရရာတွေကို share ကြပါနော်မှန်းပြီးတော့အကျိုးရှိတဲ့အားတွေကို share ကြပါ